နေထွက်ချိန်တိုင်းစိန်ခေါ်မှုတွေရှိနေမယ်စီးပွားရေးရဲ့လှိုင်းတံပိုးကြမှာလေတခါတလေမောပန်းပြီးလဲကြခြင်းစရာဒါပေမျောလင်းချက်တွေတော့လက်မလွန်လိုက်နဲ့အောင်စာဝန်နေရေးအတွက်ပင်ပန်းရတဲ့နေရတွေဟာမင်းကိုပို့ပြီးတောင်းတင်ခါစီမှာလူမှုရေးနယ်ပယ်မှာအခက်ခဲတွေတွေ့အောင်မလားကျမ်းမာရေးကလည်းတခါတလေနှောင့်ယှက်တတ်တာတဘာဝပါလောကရန်တရားကမင်းကိုစမ်းသပ်နေချိန်မှာပြုံးပြုံးလေးနဲ့ရင်ဆိုင်လိုက်ပါမနေ့ကမှတွေဟာသင်ခန်းစာတွေပဲဒီနေ့ဟာမင်းအတွက်အသစ်တစ်ဖန်ဆက်တင်မှုအချိန်ပဲအာမန်တွေမွေးလိုက်ပါရှင်ဘက်ကိုမမထားအခက်ခဲဆိုတာကြော်ပြတ်ဖို့အတွက်ပဲယုံကြည်ချက်တွေဆွဲကိုင်းရှေ့တို့သာလှမ်းလိုက်စမ်းယုံကြည်ချက်တွေဆွဲကိုင်းရှေ့တို့သာလှမ်းလိုက်စမ်းမင်းရဲ့အိမ်မက်တွေကလက်ကမ်းမှာရှိနေတယ်မောင်မိုင်းနေတဲ့ညတွေပြီးရင်နေ့သစ်ကရောက်လာမြဲမုန်တိုင်းတွေပြီးရင်ตาရတဲ့မိုးကုတ်ဆက်ဝိုင်းပေါ်လာစမြဲမင်းရဲ့စိတ်ဓာတ်ကိုတမဏိလိုခိုင်မောင်တဲ့ဆောက်ဘယ်ရာကမှမင်းကိုတားဆီးလို့မရစေရဘူးအာမန်တွေမွေးလိုက်ပါရှင်ဘက်ကိုမမထားအခက်ခဲဆိုတာကြော်ပြတ်ဖို့အတွက်ပဲယုံကြည်ချက်တွေဆွဲကိုင်းရှေ့တို့သာလှမ်းလိုက်စမ်းယုံကြည်ချက်တွေဆွဲကိုင်းရှေ့တို့သာလှမ်းလိုက်စမ်းမင်းရဲ့အိမ်မက်တွေကလက်တကမ်းမှာရှိနေတယ်ပင်ပန်းမှုနောက်မှာချုံမြိန်တဲ့သီးပွင့်တွေရှိတယ်အောင်မြင်ခြင်းစီကိုအားသင်မှန်သင်နဲ့သွားကြစို့နိုင်တယ်မင်းမခွန်အားတွေရှိတယ်နောက်မဆုတ်တမ်းလန်းလိုက်ပါ